တစ်တစ်ခေါက်ကမရလိုက်တဲ့အမျိုးတွေတော့ကတော့ Huawei ဆိုတဲ့ကောင်ကြီးကတော့ရောက်ပါပြီဒီကောင်ကတော့ Metal Boy နဲ့ 2K resolution ရတဲ့ကောင်ကြီးဖြစ်ပါတယ်ငကိုတဲ့ဈေးလေးနဲ့တော့တက်သွားပါတယ် Huawei MateBook 14လို့ခေါ်တယ်ဗျ i5 ကို11 generation ဖြစ်ပါတယ် RAM 8GB နဲ့ SSD 512နဲ့လာပါတယ်တော်တော်လေးပါမယ် Metal Boy လေးနဲ့ချစ်ချစ်လေးလေးသုံးအောင်မှာဖြစ်ပါတယ်ကျွန်တော် Power Button မှာ fingerprint အသုံးပြုလို့ရပါဦးမယ် display ကလည်းကျွန်တော်14လက်မကိုလုံးဝမှန်သားအပြည့်နဲ့လာတယ် 2K resolution နဲ့လာပါတယ်သူ့ရဲ့ထူးခြားချက်တွေကတော့တီးပြီးတဲ့လူတွေတီးတာပေါ့နော်ကျွန်တော် keyboard မှာကျွန်တော်ကင်မရာအမြုပ်လေးနဲ့ပါလိုရင်ကျွန်တော်ဖွင့်ပြီးတော့မလိုရင်တော့ကျွန်တော်ပိတ်ထားလိုက်လို့ရတဲ့အနေအထားလေးနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ် i5 ကို11 Gen RAM 8GB နဲ့ SSD 512နဲ့ဖြစ်ပါတယ်ဈေးနှုန်းကတော့16သိန်း5000ကျမှာဖြစ်ပါတယ် Metal Boy နဲ့ဖြစ်ပါတယ်အာမခံကျွန်တော်တို့6လတိတိပေးပြီးတော့ရောင်းနေတာဖြစ်ပါတယ်ဗျာဒီကောင်ကတော့16သိန်း5000 2K resolution နဲ့ Huawei ကြိုက်ရင် hello လုပ်လိုက်ပါကျေးဇူးတင်ပါတယ်ဗျာ